အားလုံးပဲမင်္ဂလာပါ PK Permits ကနေကြိုဆိုလိုက်ပါတယ်စင်ကာပူ government ပေးတဲ့ face mask နှစ်စုံကိုကျွန်တော်တတ်ထုတ်မှာပါသူကလူတအူးကိုနှစ်စုံရတယ်အမဲအောင်ပေါ့နော်ကျွန်တော်အခုတတ်ထုတ်မှာကျွန်တော်လည်းတူလိုက်ခဲ့ပြပါဦးအခုမြင်နေရတာကြတော့ face mask တွေထုတ်တဲ့ set ပါဒါ free ပါဒါ government ပေးထားတာပါsite 3 site ရှိတယ် medium large extra large ဘု medium လဲ stock ရှိသေးတယ် large လဲ stock ရှိသေးတယ်extra large လဲရှိသေးတယ်အဲ့တော့ကိုက3ခုလုံးကိုမျက်နှာအနေထားပေါ်မူတည်ပြီးတော့ထုတ်လို့ရတယ်ကိုမျက်နှာသေးတယ်ဆိုရင် medium ယူကိုရဲ့မျက်နှာကြီးတယ်ဆိုရင် extra large ယူသေးလည်းမသေးဘူးကြီးလည်းမကြီးဘူးကျွန်တော်လိုမျိုး site မျိုးဆိုရင်တော့ large ကိုယူကိုကျွန်တော်ကကြတော့ large ကိုယူပြီးတော့ထုတ်မှာsite large okay နှိပ်လိုက်မယ်နှိပ်လိုက်ပြီးရင်ကျွန်တော်က manual ရိုက်ပြီးပဲထုတ်မှာအဲ့တော့ manual entry မှာဘာရိုက်ရမလဲဆိုတော့ကိုယ့်ရဲ့ work permit ဖြစ်ဖြစ် aspect ဖြစ်ဖြစ်အဲ့ဒါ fin number ကိုရိုက်ရမယ်အခုကျွန်တော် aspect မှာပါတယ် fin number ကိုကျွန်တော်ရိုက်နေတာပြီးလို့ရှိရင် submit လုပ်မယ် submit လုပ်ပြီးရင်တိတ်မကြဘူးဒါ mask ကျလာလိမ့်မယ် mask ကျလာရင်အောက်မှာတိုက်ယူအောင်မယ်အောက်ကအဲ့နေရာလေးမှာနှိုက်ပြီးတော့ယူလိုက်အောင်မယ်ရပြီကျွန်တော်ဟိုမကြီးမသေး site ပေါ့နော် large ယူလာအမဲအောင်ပါသူအထဲထဲမှာ mask 2ခုပါတယ်ပြီးတော့ filter 3ခုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်နောက်ထပ်ဗီဒီယိုတွေကိုကြည့်ဖို့အတွက်ကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်ခဲ့ပေးပါဦး